အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုရန်ပါဖြစ်ပါတယ်ကျွန်တော်ကတော့ကိုလက်ရှိကပလန်စင်ကိုမှာမြန်မာကျောင်းသားတွေအတွက်တာဝန်ခံတူအနေနဲ့လုပ်ကိုင်နေသူဖြစ်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ခုလက်ရှိပေါ့နော် GP ကျောင်းသားလေးတွေဆောင်ရွက်ပေးထားကြတယ် matriculation ပေးထားကြတဲ့ကျောင်းသားလေးတွေအတွက်ကျွန်တော်ဒီကပလန်စင်ကိုမှာ50ခန်း scholarship နဲ့တူကျောင်းလာတက်လို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးချင်ပါတယ်ကျွန်တော်တို့ခုဒီပြီးတာကျွန်တော်လေးအတွက်ဆိုရင်ကျွန်တော်တို့ဒီစုစုပေါင်းပေါ့နော်ရန်မြတပါတာ160နဲ့စုစုပေါင်း640ရထားတဲ့ကျောင်းသားလေးတွေအတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ diploma တန်းကို50ခန်း scholarship နဲ့လာရောက်ပြီးမှတက်ရောက်လို့ရတယ်လို့ matriculation ဖြည့်ရဖြည့်လိုက်တဲ့အခါကိုယ့်ရဲ့စုစုပေါင်းမှတ်က400နဲ့အထက်ရှိပြီဆိုရင်ကျွန်တော်ဒီ Kaplan စရုံမှာ50ခန်း scholarship နဲ့အတူကျွန်တော်ရဲ့ဒီ diploma တန်းတွေကိုလာရောက်ပြီးမှတက်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော် mention လုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီ diploma တန်းပြီးသွားတဲ့အခါကျရင်လည်းကျွန်တော်တို့စီမှာဒီပါတနာ University ဖြစ်တဲ့ Maro University ရှိတယ်ပြီးရင် Northumbria University ပြီးရင် University College of London နဲ့အတူ UOB University of Portsmouth လည်းရှိတယ်ပေါ့နော်အဲ့တော့ကျောင်းသားလေးအနေနဲ့ကိုယ်ဒီစင်ကူမှာပညာသင်ဖို့အတွက်စဉ်းစားနေရဆိုရင်စင်ကူကကျွန်တော်တို့ဒီအတိုင်းပဲလူသက်ဆုံးလည်းဖြစ်တယ်လုံခြုံလည်းဖြစ်တဲ့အပြင်ကျောင်းသားတွေအတွက်ခွင့်လန်းရှာလို့ကောင်းတဲ့နိုင်ငံခုအနေနဲ့လည်းရှိရလို့ပြောလို့ရတယ်အဲ့တော့ကိုယ်ဒီစင်ကူမှာပညာသင်ကြတဲ့အခါကျရင်အဓိကကွာဟသွားတဲ့အချက်ကတော့ကျွန်တော်တို့ဒီစင်ကူရဲ့ပညာရေး duration ကတော့ဒီရန်ရှည်လျားမျိုးမဟုတ်ဘဲနဲ့စုစုပေါင်း28လလောက်ချိန်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ diploma တန်းကနေမှ bachelor ပြီးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ bachelor degree ဘက်ကိုကနိုင်ငံတွေအဝေးကြီးမသွားချင်ဘူးနီးတုံးနိုင်ငံမှာလည်းဖြစ်တယ်လုံခြုံတော်တော်ဖြစ်တဲ့စင်ကူနိုင်ငံမျိုးမှာကိုကကျောင်းတက်ဖို့စဉ်းစားနေရဆိုရင်တော့ဒါညီလေးညီမငယ်လေးတို့အများကြီးဆင်ပြေရလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအပြင်ကိုဒီ diploma ပြီးသွားတဲ့အခါကျရင်လည်းပိုကုနာအဆင့်မှာပြောခဲ့သလိုအခုရဲ့ဒီပါနာ University အများကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုအဆင်ပြေတဲ့ University ကိုရကျင်တဲ့ပွဲပေါ်မှာမကြည့်ပြီးတော့မှကိုစီကဒီပါနာကျောင်းတွေကိုပြန်ပြီးရေးချက်တရားလို့ရဖြစ်တဲ့ကြောင့်မလို့ကျောင်းသားလေးအနေနဲ့ကိုကအချိန်အများကြီးမကုန်တော့ဘဲနဲ့ငွေအများကြီးကုန်မှနဲ့ကိုရဲ့စင်ကူမှာပညာသင်ဖို့စဉ်းစားနေတဲ့အတွက်ဆိုရင်အကိုအချိန်မှာဒီငယ်50ရာခိုင်နှုန်း scholarship နဲ့ကိုလာရောက်ပြီးတော့မှတက်လို့ရတယ်ဆိုတဲ့အကြောင်းကိုအနေနဲ့ sharing လုပ်ပေးချင်ပါတယ်အဲ့တော့အကိုဒီကပ္ပန်စင်ကူအကြောင်းကိုပို့ပြီးမှသိချင်တယ်ပို့ပြီးလေ့လာချင်တယ်ဆိုရင်အကိုဒီစာကြည့်ပေါ်မှာလည်းလာရောက်ပြီးတော့မှဆုံးဖြတ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကိုအနေနဲ့ sharing လုပ်ပေးခြင်းနဲ့ပဲဒီမှာပဲကြလာချင်ပါတယ်ကျေးဇူးများတင်ပါတယ်ရောက်တွေ့ဆုံဆွေးနွေးပြီးကြောင်းလျှောက်ထားလိုက်ပါ